Chilling Jimya along Minglabia. One gets at the line and it chose about labia, me not in the nature of Ngati Tanga Pijole. Josa Pilo to mute and let me my Sierra Sale Peter da Jow. Logumians and Nilene Lamia with a bono. Tamen Pupuliness with the ally paddock and a pitch of the mule. Judging to the chin, like Josaji Jaya. Okay, that's what Jonah Jota to the Chichaya or no. အရင်ဆုံးတာတွေကကျွန်တော်တို့ပြင်ထားရမယ့်ပစ္စည်းလေးတွေပါနော်ပစ္စည်းကျတော့အာယူရှင်းပါတယ်နော်ကျွန်တော်ကျတော့ငါးတက်တာနှစ်ပူပဲတုံးထားပါတယ်နော်ပြီးကျွန်တော်တို့စပလင်တွေကပပလေးရင်လှီးထားပေးပါမယ်โอเคစပလင်လေးရပြီဆိုရင်ချက်သွန်နီတွေကပပလေးလာလှီးထားပေးပါမယ်โอเคပြီးရင်ကျွန်တော်တို့ငါးတက်တာတွေရင်ဖောက်ထားပေးမှာပေါ့နော်ပြီးရင်ဒါတွေကျတော့ကျွန်တော်တို့တထောင်းမှာပေါ့နော်ချင်းတို့ဒါမဲ့ကျွန်တော်ကျတော့ဒီနေ့မထောင်းတော့ဘောနော်ကျွန်တော်စက်နဲ့ကြိုက်ထားတာပေါ့နော်โอเคချက်သွန်ဖြူနဲ့စပလင်နဲ့ကျတော့အရင်ကြိုက်တယ်ပေါ့နော်ပြီးမှချက်သွန်နေထည့်ပြီးတော့ပြန်ကြိုက်တယ်ပေါ့နော်โอเคတကယ်လို့အားလုံးလေးစင်သေးဖြစ်ပြီးဆိုရင်ကျွန်တော်တို့လာစကြော်ရပါမယ်နော်ချင်းတို့ထောင်းယူလေးရပါတယ်နော်ဒါမဲ့ဒီနေ့ကျတော့ကျွန်တော်ငရုတ်တိမထောင်းထားပါဘူးနော်အကျန်းမှုန့်နဲ့တုံးထားပါတယ်နော်စီထည့်ပေးပါမယ်စီနဲ့ပူလာပြီးဆိုရင်နည်းနည်းမှုန့်ထည့်ပေးပါမယ်ပြီးခုနတော့ကကျွန်တော်တို့ကြိုက်ထားတဲ့စပလင်ချက်သွန်ဖြူချက်သွန်နေလေးထည့်ပေးပါမယ်အနက်မွေးတောင်စီအရင်တက်ပေးပါမယ်โอเคချက်သွန်နေတဲ့ချက်သွန်ပြရတဲ့မွေးလာပြီးဆိုရင်ကျွန်တော်တို့ရုပ်သီးတွေထည့်ပေးပါမယ်အဆက်ကျတော့ကိုစားနိုင်တယ်လားပေါ့နော်ချင်းချင်းတို့ပြီးရင်ငပိလေးထည့်ပေးပြီးတော့အနက်မွေးတဲ့အောင်စီပြန်တက်ပေးပါမယ်ကြော်ရတာလည်းတအားလွယ်ကူပြီးတော့ခမင်းနဲ့လည်းတအားစားကောင်းပါတယ်နော်ချင်းချင်းတို့โอเคရုပ်သီးတို့ငပိတို့လည်းနဲ့မွေးလာပြီးဆိုရင်ကျွန်တော်တို့ငါးတက်တာတွေထည့်ပေးပါမယ်ငါးတက်တာဘူးပါရေးပါစေးထားတာပေါ့နော်ချင်းတို့နှမျောလို့ပါနော်โอเคပြီးရင်အားလုံးတမတော့ကျွန်တော်တို့ပြန်ကြော်ဝပေးပါမယ်ပြီးကျွန်တော်တို့ရတာလာဆက်မှာပေါ့နော်ငံပြရည်ထည့်ပေးပါမယ်စားထည့်ပေးပါမယ်ပြီးတော့ချုံမလေးနဲ့ငယ်ထည့်ပေးပါမယ်ပြီးရင်မကြီးရည်ထည့်ပေးပါမယ်ပြီးရင်ရေ60ပြန်လာတဲ့အထိကျွန်တော်တို့ကြော်ဝပေးရမယ်နော်โอเคကျွန်တော်တို့ကြော်ရင်နဲ့ရေတွေလည်းနည်းနည်းခန်းလာပြီပေါ့နော်ခဲကူလိုမျိုးကြော်တာချင်းငချင်းတို့မြင်ပြီးတော့တီယိုကြမှာလားဗျာကျွန်တော်တို့ရတာလည်းမြည်ကြည့်မှာပေါ့နော်โอเคချင်းရတာလုံးဝမရှိသေးလို့ကျွန်တော်ကမကြည့်ရလည်းငယ်သက်သုံးထားပါတယ်နော်ပြောမဆိုမကြည့်ရတဲ့တာကချင်းရတာတအားထွက်အောင်လည်းမဟုတ်ပေါ့နော်အားလုံးအရတာပြည့်စုံနေရအောင်လို့ပါနော်โอเคငရုတ်တဲ့တောက်တဲ့ငယ်ထည့်ပေးပြီးတော့ရေ60ပြလာတဲ့အထိကျွန်တော်တို့ကြော်ဝပေးရမှာပေါ့နော်ခဲကူလိုမျိုးရေလေးချလာပြီးရေလေးခါလာပြီးစီတွေလေးပြန်လာပြီးအနက်တွေလေးမွေးလာပြီးကိုလိုတွေရတာလေးရနေပြီဆိုတော့စားလို့ရပါပြီဗျာချင်းတို့ကူလိုမျိုးကျွန်တော်ကြော်ရတာမြင်ပြီးတော့ချင်းငချင်းတို့တရေရိုကြမှာလားဗျာတကယ်လို့တရေမဆိုရင်ကိုယ်တိုင်လွယ်ကူမြန်ဆန်နီးလည်းနဲ့လိုက်ကြော်စားကြည့်ကြရအောင်ပေါ့နော်တို့ဆရာတွေကြတော့ကိုရစကြနေတဲ့တာတုံးလို့ရပါတယ်နော်ကျွန်တော်ကျတော့အပြုတ်ရောအစိမ်းရောအကောင်လိုက်ဖတ်ပါတယ်နော်ချင်းချင်းတို့ခုလိုမျိုးကျွန်တော်တို့ဆရာတပကံပြင်ထားတာချင်းချင်းတို့မြင်ပြီးတော့သမင်းစားချင်စိတ်မဖြစ်ကြဘူးလားဗျာသမင်းပူပူလေးနဲ့ဆိုဟင်းမပါလဲတအားမိုင်စီရမယ်နော်တကယ်လို့ချင်းချင်းတို့အသုံးလို့မယ်ဆိုရင်ရှယ်ယူထားလို့ရပါတယ်ဗျာချင်းချင်းတို့โอเคကျွန်တော်ကျတော့နည်းနည်းလေးလာမြည်ကြမှာပေါ့နော်ချင်းချင်းတို့တည်ရရအောင်ပေါ့နော်တို့ရတာကျတော့ပြီးဆုံးနေရောပဲပေါ့နော်ချင်းချင်းတို့အခုလိုမျိုးကျွန်တော်ရဲ့ဗီဒီယိုလေးကိုကောင်းတဲ့ထိလာရအောင်ပေးတဲ့ချင်းချင်းတို့အလုံးကိုအထူးကျေးဇူးတင်ပါတယ်ဗျတကယ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်မယ်ဆိုရင် like share follow လုပ်ထားပေးပါလို့တောင်းဆိုချင်ပါတယ်ဗျနောက်ဗီဒီယိုတက်မှပြန်ဆောင်မယ်နော်ချင်းချင်းတို့တတာ